တယံတော့နန်းတော်ကြီး၌နေညီလာခံတွင်မင်းတရားကြီးနှင့်အတွင်းရေးကိစ္စပြောဆိုကြရာအတိုက်အခန်းအငင်းပွားဖြစ်လျက်ရှိကြရာရွှေပြည်ဝန်ကြီးကအမနှမသမီးကကိုစား၍ဆန်းနှင်းလက်ဆောင်သွင်း၍စိုးမင်းချစ်မြတ်ထိုအမတ်သည်အတတ်မရှိတတ္တိကင်းကွာဘုံကြီးလျာမူပြည်ရွာပြက်ကြောင်းတပါးတည်းဟုရှိကြောင်းပါဖျားဤအခါဘုံတော်ကြီးဖျားကရွှေပြည်ဝန်ကြီးအားငလှိုင်းတီလံကိုကြည့်စမ်းမြည်သူကင်တဲ့လှန်တော့အရှိခမဲတော်ဖျားကင်တော်မူသောလှန်ဖြစ်ကြောင်းပါဖျားငါခမဲတော်သည်ဤလှန်နှင့်မြည်သူကိုစီရင်သည်ကျွန်တော်မျိုးကျေးဇူးရှင်ဖခင်ကိုစီရင်ကြောင်းပါဖျားဤလန်တော်နှင့်မောင်မင်းစီရင်ချင်းကိုခံလို့သလားဟုမေးတော်မူရာရွှေပြည်ဝန်ကြီးကထိုးတော်မူပါဖျားဟုဆိုကာရင်ဘက်ကိုကော့၍ပေးတော်မူလေသည်မင်းတရားကြီးလည်းလမ်းတော်ကိုကန်၍အတွင်းတော်သို့ဝင်တော်မူလေသည်ကြံရည်သောဝန်ကြီးများကဝန်ကြီးမင်းမလဲတင်းတင်းမာမာရေးပဲရင်းလုံးလာတဗျာဟုပြောကြသည်ကျွန်ုပ်သည်လှန်နှင့်ထိုးတတ်၍တေရချင်းကမြတ်သည်နေရာတိုင်းမင်းလိုလိုက်၍မင်းကြိုက်တင်သည့်အတွက်နိုင်ငံတော်ပျက်စီးရခြင်းဖြစ်ရလေသည်ဟုဤနာမည်မျိုးကြံရစ်ပါခဲ့လေရင်တေဂျိုးမနတ်ဖြစ်သည်ထိုမကောင်းသောအပုပ်နတ်သည်တထောင်းထောင်းနှင့်လူအပေါင်းတို့နှာခေါင်းရှုပ်ကြမည်ကြောက်เสียကောင်းသည်မူးမတ်ဆိုသည့်အတိုင်းအကြီးမူဖြစ်ကြ၍တက်တက်မတ်မတ်ဖြစ်အောင်စီမံခတ်ခွဲလျက်ရှောက်တင်ခွင့်ရှိကအသက်ကိုစော်၍ရဲရဲဝဝတင်ကြရမည်သို့မှမူးမတ်နှင့်တူမည်ဟုပြောပြလေသည်နောက်တစ်နေ့အကျယ်ကျုံနှင့်ရာထူးမှရှော့ချခြင်းခံရ